မင်္ဂလာပါခင်ဗျအကြမ်းဖက်စစ်ကောင်စီတပ်ကဒိုင်းပြည်အာဏာကိုမတရားလူယူပြီးတဲ့နောက်ပြည်သူလူထုကရရလက်နက်ဆွဲကင်ပြီးတော်လန်ခဲ့တာဟာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်အဲ့ဒီ၄နှစ်ကျော်ကာလမှာတော်လန်ရေးအင်အားစုတွေဟာမြို့ပေါင်း60ကျော်ကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့တချို့ဒေသတွေမှာဆိုရင်လည်းမြို့ပေါ်ကလွဲပြီးနယ်မြေအများစုကိုစိုးမိုးထိန်းချုပ်ထားနိုင်တာကိုလည်းတွေ့နေရပါတယ်အဲ့ဒီအချိန်မှာပဲတစ်ဖက်ကအမျိုးသားညီညွတ်အစိုးရကနေအားလုံးပါဝင်တဲ့အထွေထွေထိုးစစ်ကြီးကောက်တက်ကနေပြန်လဲကြိုဆိုရင်ရန်ရှင်လို့မိဘပြည်သူများမင်္ဂလာပါခင်ဗျာအထွေထွေထူးစစ်ကြီးဖြစ်လာနိုင်ခြင်းရှိသလားဖြစ်လာနိုင်ခြင်းမရှိဘူးလားဖြစ်လာနိုင်ဘဲအချိန်မှာဖြစ်လာနိုင်တယ်လေဒါမျိုးကိုကျွန်တော်တို့ကြိုတင်ခမှန်းသုံးသပ်ပြမှာဖြစ်ပါတယ်ကိုကိုတိုင်းလည်းပဲအတွေးမြင့်မှာဘဝမြင့်မှာဖြစ်တဲ့အတွက်မိမိဘဝမိသားစုဘဝတိုင်းပြည်အတွက်ဝိုင်းဝန်းတွေးခေါ်တွေးတောကြပါစို့အတွေးနိုင်ဖို့လေ့ကျင့်ကြပါစို့လို့ရှိတော်ခုကနေเนาะ message ပေးလို့တယ်ပေါ့ okayအထွေထွေထိုးစစ်ကြီးဖြစ်လာနိုင်ကြီးရှိသလားเนาะရွေးကောက်ပွဲကိုချိန်ပြီးတော့ကြည်လိုက်ရင်ဖြစ်လာနိုင်ကြီးရှိတယ်ပေါ့เนาะဘယ်အချိန်ဖြစ်လာနိုင်တယ်လဲဆိုရင်ရွေးကောက်ပွဲလုံးမဲ့အချိန်ဖြစ်လာနိုင်ကြီးရှိတယ်ပေါ့เนาะရွေးကောက်ပွဲအတွက်ပြင်ဆင်နေချိန်တွေမှာဖြစ်လာနိုင်ကြီးရှိတယ်ပေါ့မဲဆွယ်နေတဲ့အချိန်တွေမှာဖြစ်လာနိုင်ကြီးရှိတယ်ပေါ့ဒါအနိကဆုံးခြုံငုံသုံးသပ်ဖြစ်ခြင်းဖြစ်တယ်ပေါ့เนาะအဲ့အတွက်ရွေးကောက်ပွဲဝင်မဲ့ပါတီထေပန်းခေါင်းဆောင်တွေလွတ်တော်ကိုယ်စားလှယ်တွေဟာလည်းပဲအမတန်မှသတိထားမှာဖြစ်ပါတယ်တစ်ဖက်ကလည်းပဲเนาะအမိပြောက်တုတ်တင်ရှင်းလင်းဖို့ထိတွန်းအားပေးနေတာပြောကြားနေတာတွေနံပါတ်1ကြားရတယ်ပေါ့เนาะရွေးကောက်ပွဲမပြတ်ပြတ်အောင်ဖြတ်ဖို့လုံးဝလက်မခံဘူးဆိုတဲ့အကြောင်းကိုလည်းပြောရင်းဖြစ်เนาะရွေးကောက်ပွဲလုံးလို့မရတဲ့အနေအထားဖြစ်အောင်ကြိုးစားအားထုတ်ဖို့လည်းရှိခဲ့တယ်ပေါ့ပြောလဲပြောခဲ့တယ်ပေါ့အဲ့ဒီအခြေဟာဘယ်အခြေအနေလဲတနိုင်ငံလုံးကိုခြုံငုံပြီးကြည့်လိုက်ရင်ရွေးကောက်ပွဲလုံးမဲ့အခြေဖြစ်နိုင်ပါတယ်ဒါပေမဲ့အချိန်ကြာကြီးကြာနိုင်သလားအဲ့ဒီအထွေထွေထူးစစ်ကြီးဟာအချိန်ကြာကြီးမကြာနိုင်ဘူးလို့မြင်တယ်ရွေးကောက်ပွဲကိုဖျက်ဖို့အတွက်ရွေးကောက်ပွဲလုပ်ခွင့်မရဖို့အတွက်ဟုတ်လားပတ်စုံကနေအထွေထွေထူးစစ်နော်ပတ်စုံကနေလက်ဆက်ကအစိုးရကိုချင်းချောက်လာနိုင်တယ်လို့ကျွန်တော်ဆရာချစ်ပြောဆိုချင်တာဖြစ်ပါတယ်ရွေးကောက်ပွဲဖြစ်မြောက်ဖို့เนาะဖြစ်ခွင့်မပေးနိုင်တဲ့အတွက်ရွေးကောက်ပွဲကိုပျက်စီးစေဖို့အတွက်เนาะ NUG ကနေပြီးအထွေထွေထူးစစ်ကြီးကိုเนาะအကျဉ်းညာချင်းမျိုးဖြစ်တယ်လို့ရှုမြင်သုံးသပ်မိပါကြောင်းရှုတော်တစ်ခုကနေတင်ပြရင်းဖြစ်เนาะရွေးကောက်ပွဲမဖြစ်ခဲ့ရင်တော့ကျွန်တော်ဆရာချစ်အိမ်မက်ထဲကမက်ခဲ့တယ်လို့ကမ္ဘာအာရှမြန်မာအခင်းချင်းရကြိုတင်ပြီးခန့်မှန်းခဲ့တယ်လို့ဦးမင်းအောင်လှိုင်ဟာနောင်လာမဲ့အနာဂတ်မှာเนาะမင်းလောင်းဆိုတာကိုထပ်လောင်းပြောကြားရင်းဖြစ်